ရွှေကျင်စတော်ကြီးပြောတာလေးရှိတယ်နော်ဘုရုရှင်တွေဟာအားလေဆောင်းဆောင်ထိုင်တတ်ခါမြနဲ့ကိုချင်းသေးလို့ထင်နေတဲ့ဘားများနဲ့အလွန်တူတယ်တဲ့သူ့မှာချင်းသေးနဲ့တူတာဆိုလို့ဆောင်းဆောင်ထိုင်တတ်တာလေးတစ်ခုပဲရှိတယ်ဟုတ်လားအဲ့ဒီဘားကနော်ကြီးတို့စွန်းတို့ကထိုးသွားပြီဆိုတော့မှပြည့်ညက်နဲ့អော်တယ်ပေါ့ဟုတ်လားအဲ့လိုပဲပုထုဇဉ်တတ္တဝါလည်းပဲဒီခန္ဓာကိုယ်ကသူ့ရဲ့သဘောအမှန်ကိုထင်ရှားပြပြီးတော့နှိမ့်ဆက်ပြီးဆိုတဲ့အခါကျတော့မှတော့ဆိုတော့ကိုယ့်ကိုယ်ကိုအထင်ရောက်နေတာတွေအကုန်လုံးပျောက်ပြီးတော့အဖြေမှန်ကြီးကပေါ်လာတယ်အဲ့ဒီကြမှာညီးရတယ်ညူကြတယ်អော်ကြတယ်ဟစ်ကြတယ်ဟုတ်လားအခုအနေထားမျိုးမှာအဲ့ဒီအနေထားကိုလှမ်းကြိုတွေးပြီးတော့နော်ရင်ဆိုင်နေတဲ့စွန့်ရည်တတ္တိကိုရအောင်လှုပ်ထားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာအများကြီးခံစားနိုင်တယ်ပေါ့အများသောဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေနာဂရေးအတွက်ကြိုတင်ပြင်ဆင်ကြတဲ့နေရာမှာတော့ငါဗာမြန်စားပါမလဲငါ့ကိုပြုစုမယ်လို့ရှိမှရှိပါမလားဒါတော့ပဲတွေးကြတာပေါ့နော်တွေးကြုံလာတဲ့အခြေအနေစိုးကိုရင်ဆိုင်နေတဲ့စွန့်ရည်တတ္တိရှိမှရှိပါမလားဆိုတာကြတော့သိပြီးတော့မတွေးကြဘူးတကယ်အခက်အခဲကအဲ့ဒီကလာကိုပြင်ဆင်ထားတာကတစ်မျိုးဖြစ်လာမဲ့အခက်အခဲကတစ်မျိုးလွဲနေမှာဆိုရဘူးလားဆိုရတယ်နော်ဒါဦးဇင်းဗာပြောနေတာတော့ဆိုတော့ကိုယ်မှာမာနကြီးလောက်သလားဆိုတာလေးကိုသတိထားသိချင်တာပါနော်ရှိလည်းပဲမာနကတော့မဖြစ်သင့်ဘူးတက်လည်းမာနကတော့မဖြစ်သင့်ဘူးဘာဖြစ်လို့မာနကတော့မဖြစ်သင့်ဘူးမာနဖြစ်ခြင်းသည်ပြစ္ဆုတ်ပံမှာလူမုံများခြင်းရဲ့အကြောင်းတရားနော်တန်တရားမှာရုပ်ညက်တဲ့အမျိုးကိုရောက်ခြင်းရဲ့အကြောင်းတရားဘာအာသာခြင်းမှမရှိဘူးဟုတ်လားဒါကြောင့်ရှိသူတော်ကောင်းတွေကလူအောက်ပြီလို့မသေးပါဘူးဟောဒီလိုပြောတာရှိတယ်ဟုတ်လားထို့လိုတာကမာနကိုနှိမ့်ချပြီးတော့နေရမယ်လို့ပြောတာ